ယောဂီတွေကိုယနေ့ဝိပဿနာတရားအားထုတ်ပုံနည်းစနစ်ပိုင်းမှာယခုဈဉ္ဉံကမ္မထံအားထုတ်ပုံနည်းစနစ်တွေကိုဟောပြောသွားမှာဖြစ်ပါတယ်ယခုခေတ်တွေမှာတရားရိပ်သာအတော်များများဒီဈဉ္ဉံကမ္မထံကိုကြဲကြဲပြန့်ပြန့်အရေးတယူဟောလိမရှိတော့ပါဘူးဆရာတွေကအလေးဂရုမပြုတော့ယောဂီတွေလည်းလို့ရကောင်းမှမသိကြတော့ယောဂီတို့တတိပဋ္ဌာနာတုတ်မှာမြတ်စွာဘုရားဟောထားတာရှိပါတယ်တတိမပြတ်ဆက်ဆက်လျက်ခုနှစ်အားထုတ်နိုင်သောယောဂီတယောက်မှာတဲ့နိဗ္ဗာန်မရဘူးဆိုတာမရှိပါဘူးတဲ့အဲ့ဒါဘုရားအာမခံထားတာနော်အဲ့နေရာလေးမှာကြည့်နော်တတိမပြတ်ဆက်ဆက်လျက်တစ်စက်သေးဖြစ်အောင်အားထုတ်ရမယ်တဲ့အဲ့တော့တတိကိုအားထုတ်တဲ့နေရာမှာလမ်းမှာပြတ်တောင်းမဖြစ်ရဘူးအခုတတိထားတဲ့အချိန်ကစပြီးတော့အဲ့ခုနှစ်ရက်လုံးမှာခန္ဓာကိုယ်ဤ mind process တစ်ခုလုံးမှာတတိပြီးတတိပါဖြစ်နေရမယ်အခြားမိသည့်ကိလေသာစိတ်မှမဖြစ်ရဘူးတတိအမြဲတမ်းရှိနေရမယ်ကိလေသာဖြစ်ရင်ဖြစ်မှန်းသည့်ဆိုတာလည်းတတိပါပဲနော်လောဘဖြစ်ရင်ဖြစ်မှန်းသည့်ဒေါသဖြစ်ရင်ဖြစ်မှန်းသည့်အဲ့ဒါလည်းတတိပဲအဲ့တတိတစ်စက်တည်းဖြစ်အောင်အားထုတ်ရမှာနော်အဲ့ဒါကဘုရားပေးထားတဲ့မေတ္တာဤစနစ်တွေကဘုရားပေးထားတဲ့ဤစနစ်တွေပါယခုခေတ်ယောဂီတွေဟာဟိုးရှေးရခင်ခေတ်ကလူတွေလောက်ခန္ဓာကိုယ်စွမ်းအင်တွေမပြည့်ကြဘူးဘုရားခေတ်ကလူတွေကကိုယ်ပိုင်စွမ်းအားတွေပြည့်ကြတယ်ဣရိယာပုတ်တစ်ခုထဲမှာတစ်ထိုင်ထဲမှာနေနိုင်စွမ်းရှိကြတယ်အဲ့ဒီမှာတာရကလေးတစ်ခုနေတဲ့မြတ်စွာဘုရားနွားပြောက်ရှာတဲ့နွားကြောင်သားလေးတယောက်ကိုတရားဟောအတွက်ယူဇနာ30လောက်กว่าတဲ့နေရာကိုနေ့လေစွန့်စားပြီးတဲ့ချိန်ကနေကြွသွားတယ်တန်ခါ900နဲ့အဲ့ဒီမှာမြတ်စွာဘုရားရောက်တဲ့ချိန်ဟာနေ့လေခင်းကြီးနော်1နာရီ2နာရီလောက်ရှိကောင်းရှိမယ်ပေါ့အဲ့ဒီချိန်မှာတန်ခါ900နဲ့သတင်းသုံးဖို့နေရာဆိုတာအခုလိုကျောင်းကြီးတွေအဆောက်အုံကြီးကြီးတွေရှိတာမဟုတ်ဘူးတစ်ပင်ရင်ဝါတပင်နေတဲ့ခေတ်ဆိုတော့မြတ်စွာဘုရားကတော့တစ်ပင်ရင်ကောင်းကောင်းမှနေမယ်တန်ခါ900ဟာရိုးပြတ်တွေခြုံပုတ်တွေကိုင်းမီနေအဲ့ဒါတွေရှိတဲ့နေရာမှာခင်းကျင်းပြီးတော့နေကြတဲ့သဘောရှိပါတယ်အဲ့တော့မြတ်စွာဘုရားက2နာရီ3နာရီလောက်ကိုရောက်တယ်နွားပြောက်ရှာတဲ့နွားကြောင်သားဟာည6နာရီ9နာရီလောက်မှာမြတ်စွာဘုရားရှိကိုရောက်လာတာအဲ့ဒီမှာစဉ်းစားကြည့်နော်မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေဟာနေ့လည်စွန့်စားပြီးတဲ့အချိန်ကနေကြွားသွားတယ်ညနေ6နာရီ9နာရီလောက်ဝန်းကျင်အထိကိုအဲ့ဒီတရားဟောမဲ့နေရာမှာစောင့်ဆိုင်နေကြတယ်တရားမှတုံလှုပ်လို့မရှိဘူးတဲ့2နာရီ3နာရီတော့မြတ်စွာဘုရားရောက်လာပြီဆိုတဲ့အချိန်မှာအဲ့ဒီပတ်ဝန်းကျင်မှာရှိနေတဲ့လူပိဋကတ်တွေကလည်းမြတ်စွာဘုရားရှိကိုလာကြတယ်ဖူးတွေးကြတယ်မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေစိတ်ငြိမ်စွာနေတဲ့အချိန်မှာသူတို့လည်းပဲစိတ်ငြိမ်နေကြတယ်အဲ့တော့အဲ့လူတွေဟာမတုံမလုံးစိတ်ငြိမ်နေကြတယ်ဆိုတော့အချိန်အပြင်ကြည့်နော်ဘယ်လောက်ကြာမလဲ4နာရီ5နာရီဘုရားနဲ့ယဟန်တာတွေသတင်းသုံးနေတယ်လို့လူတွေကလည်းပဲစိတ်ငြိမ်နေကြတာအဲ့လိုမျိုးတာရကတွေဘုရားခင်မှာအများကြီးရှိတယ်ရကန်းတဲ့မာလေးကိုဟောတဲ့အချိန်မှာလည်းဒီတာရကတွေရှိပါတယ်အဲ့တော့ရှေ့သူတော်ကောင်းတွေဟာစိတ်ငြိမ်တနေရာထဲမှာကြာရှည်စွာသိခံပြီးနေနိုင်တဲ့စွမ်းအားယခုခေတ်ကလူတွေတဲ့မြင့်နေအဲ့ဒီခေတ်တွေကအခုလို TV တွေအောက်ဆက်တွေ satellite တွေ24နာရီကြည့်လို့ရတဲ့ online တွေအဲ့ဒီခေတ်ကမရှိဘူး၅ပါးအာယုံကာမဂုဏ်ဆွဲဆောင်မှုမှာယခုခေတ်လောက်မများဘူးအဲ့ဒီခေတ်ကလူတွေကပညာလိုလားတဲ့ခေတ်ပညာဆိုတာယခုခေတ်လိုတက္ကသိုလ်တွေဒီဂရီတွေဒေါက်တာဘွဲ့တွေအဲ့ဒါကိုပညာခေါ်တာမဟုတ်ဘူးပညာဆိုတာကအရာဝတ္ထုတစ်ခုကိုအစအလယ်အဆုံးဂဂနာနာခေစီတွင်းကြသိတာကိုပညာလို့ခေါ်တာသိအောင်လုပ်တာပညာဖြစ်အောင်လေ့ကျင့်တာလို့ခေါ်တာယခုဝိပဿနာတရားအားထုတ်တာလေပညာဖြစ်အောင်လေ့ကျင့်တာဆိုရင်ဂဂနာနာသိအောင်လုပ်ရမယ်
အဲ့ဒီခေတ်ကလူတွေဟာပညာလိုလားတဲ့ခေတ်တဲ့အဲ့ဒီအချက်တွေဟာယခုခေတ်ရှိတဲ့လူတွေရဲ့စွမ်းအားနဲ့အဲ့ခေတ်ကရှိတဲ့လူတွေရဲ့စွမ်းအားနဲ့လုံးဝမတူတဲ့သူတို့ရဲ့စွမ်းအားတစ်ခုပါပဲအခုခေတ်လူတွေလိုက်မမိကြဘူးနော်ပြောချင်တာကလူရဲ့စွမ်းအားမြင့်မြင့်မားမားရှိမှဝိပဿနာတရားတွေအားထုတ်တဲ့အခါမှာမဲ့ဖို့နိဗ္ဗာန်ကိုထွန်းထွန်းပေါက်ပေါက်ဖြစ်နိုင်ပါတယ်ပေါက်ပေါက်မြတ်မြတ်ဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ယခုခေတ်ယောဂီတွေတရားအားထုတ်တဲ့အခါမှာမဲ့ဖို့နိဗ္ဗာန်ကိုမပေါက်နိုင်ဘူးလားဗျာလို့မေးစရာရှိတယ်မြတ်စွာဘုရားသာသနာဟာ9000ထားခဲ့တယ်အဲ့9000လုံးလုံးမှာမက်ကင်10ပါးဆိုတဲ့အချင်းကောင်းလမ်းကြောင်းကြီးရှိတယ်အဲ့လမ်းကြောင်းကြီးပေါ်မှာကျင့်နေသေးတွေအားထုတ်နိုင်သေးတွေသီလသမာဓိပညာတွေပြည့်စုံနိုင်သေးတွေယဟန္တာဆိုတာမစိတ်သုံးပါဘူးလို့မြတ်စွာဘုရားဟောထားတာဖြစ်တဲ့အတွက်သာသနာ9000အတွင်းမက်ကင်10ပါးရှိနေတဲ့ကာလပတ်လုံးယဟန္တာကြီးဖြစ်နေဦးမှာပါပဲယခုခေတ်ယောဂီတွေဟာမိမိတို့မှာရှိတဲ့စွမ်းအားတွေကတော့လိုက်မမိတာမှန်တယ်ဒါပေမဲ့ဉာဏ်သုံးပြီးတော့မိအောင်လိုက်ရမယ်တရားကုံတော်မှာပေးထားတဲ့တန်တိဋ္ဌိကောအာကာလိကောဘယ်သူကမှတရားမျက်နှာမလိုက်ဘူးမိမိသာစံချိန်မီအောင်အားထုတ်လို့စွမ်းအားတွေပြည့်တယ်ဆိုရင်နိဗ္ဗာန်ဆိုတာရမှာပါပဲယောဂီတွေကခက်ခိုခိုလုပ်နေတော့မရဘူးခက်ခိုခိုလုပ်နေတော့အချိန်ကုန်လူပန်းတာပဲရှိမယ်နီလန်းမှန်မှန်နဲ့ဝိရိယစိုက်ပြီးအားထုတ်ကြပါလို့တိုက်တွန်းပါတယ်ယခုခေတ်ယောဂီတွေဟာဈဉ္ဉံကမ္မထံကိုအလေးထားပြီးအားထုတ်တဲ့လူမရှိတော့တော်တော်နည်းလာတယ်ထိုင်တရားကိုပဲဦးစားပေးပြီးထိုင်ကြတယ်တရားရိပ်သာသွားရင်မျက်လုံးကြီးမှိတ်တမလင်ဝေးကြီးထိုင်ခါကိုဖြောင်းဖြောင်းထားပြီးတော့ရှုကဲနဲ့တရားအားထုတ်ရမယ်ဆိုတာလောက်ပဲသိတယ်ဈဉ္ဉံကမ္မထံအားထုတ်ဖို့ဆိုတာရိပ်သာတော်တော်များများမှာမလုပ်ကြတော့တာတွေ့ရတယ်အဲ့ဒီဈဉ္ဉံကပ္ပဋ္ဌာန်းအချိန်ကြီးပေးထားပြီဆိုရင်လည်းပဲအဲ့ဒီအချိန်ကြီးမှာယောဂီတွေဟာအခန်းထဲဝင်ပြီးကြောခင်းနေတာများတယ်ကြောခင်းနေတာပဲတွေ့နေရတယ်လိုက်ကြည့်အဲ့လိုမျိုးဇွဲတတ္တိနဲ့နိဗ္ဗာန်ကိုလိုချင်တယ်ဆိုလို့တောင်းတနေလို့ရပါလိမ့်မယ်အာကြီးနိဗ္ဗာန်ကြီးကနီးနေပြီအဲ့လိုဈဉ္ဉံချိန်မှာအဆောင်နဲ့ဝင်ပြီးကြောခင်းတဲ့ယောဂီတွေနိဗ္ဗာန်ကြီးကတော့နီးနေပြီမြတ်စွာဘုရားက9ရက်အားထုတ်ရမယ်တဲ့တတိကိုအဆက်မပြတ်ဆက်လျက်တရက်ကိုတွက်မယ်ဆိုရင်24နာရီရှိတယ်နော်တတိဆက်တဲ့အထိတဖြည်းဖြည်းကြိုးစားအားထုတ်ရမယ်ဒီတရက်ပြီးရင်နောက်တရက်ကြိုးစားရမယ်နောက်တရက်ပြီးနောက်တရက်ကြိုးစားရမယ်9ရက်ပြည့်အောင်ကြိုးစားရမယ်အဲ့တော့တရက်လုံးအားထုတ်ပါဆိုရင်ယောဂီရနိုင်တာမရသေးဘူးအဲ့တော့တတိကိုဘယ်ရစပြီးအားထုတ်မလဲပထမ10မိနစ်ရရင်10မိနစ်အတိတ်တန်ယူပြီးအားထုတ်ပါနောက်တစ်ခါ10မိနစ်ရရင်15မိနစ်မိနစ်20တနာရီတနာရီဆိုမဆိုသေးဘူးတနာရီလောက်ရပြီဆိုရင်ဈဉ္ဉံကမ္မထံလေးရှောက်ပြီးလို့ရှိရင်အဲ့မှာတတိအားထုတ်လိုက်ပြီးလို့ရှိရင်ပြန်ထိုင်လိုက်ထိုင်နောက်နေ့ဝက်လောက်ရလာမယ်နေ့ဝက်ရလာပြီဆိုရင်တနေ့ကောင်က18နာရီတတိကိုအဆက်မပြတ်ဆက်နေအောင်အားထုတ်ရမှာကျိန်းနေပါတယ်အဲ့ခါนี้အိတ်တဲ့ကမ္မထံလေမြတ်စွာဘုရားကဘယ်လိုအိတ်ရမယ်ဆိုတာသင်ပေးထားပါတယ်အဲ့ဒါဆိုရင်တတိမပြောင်းအိတ်တဲ့နည်းတွေပါရသွားမယ်အဲ့ဒါဆိုရင်20နာရီရပြီ20နာရီနေ့တစ်ပတ်တတိမပြတ်ဆက်လျက်တရားတတိနဲ့နေနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီ9ရက်ပြည့်အောင်အားထုတ်လိုက်ပါ9ရက်ပြည့်တာနဲ့နိဗ္ဗာန်ရပါမယ်အမတန်တွေ့ပါတယ်နော်တတန်တရားလုံးကမရခဲ့တဲ့နိဗ္ဗာန်အနာတကမတန်တရားဆိုတာအစကိုလုံးဝမမြင်နိုင်တဲ့အနာတကမတန်တရားအဲ့ဒီလောက်တည်းမှမေတ္တံဖိုတံတရားတံလုံးဝမကြားခဲ့ရဘူးယခု9ရက်လောက်ကလေးအယိုးကြည်အရေးခန်းအားထုတ်ရုံနဲ့နိဗ္ဗာန်ရမယ်ဆိုရင်တန်ပါတယ်တရားကျိုးလည်းနှက်ပါတယ်ဒါကြောင့်မလို့ယောဂီတွေဟာတတိကိုအားထုတ်ရမယ်တတိကိုလေ့ကျင့်ရမယ်
ထမဆုံးတစ်ရက်24နာရီရှိတယ်တတိဆက်ဆက်တဲ့အထိတဖြည်းဖြည်းစူးစမ်းအားထုတ်မှာဖြစ်ပါတယ်တတိဆက်ဆက်ဖို့ဆိုတာအချိန်တိုနဲ့ရတဲ့အလုပ်မျိုးမဟုတ်ဘူးနော်ယောဂီကတော်တော်ကိုပဲစိတ်စေတနာတွေအပြည့်နဲ့စိုက်ပြီးအားထုတ်မှရနိုင်ပါတယ်ပြီးတော့လည်းပဲကိုယ်တတိဆက်ဆက်တယ်မဆက်ဆက်ဘူးဆိုတာကိုယ်တိုင်သိနေတာပဲအထူးပြောနေစရာလုံးဝမလိုတာတတိဆက်တယ်မဆက်ဘူးကိုယ်တိုင်သိတယ်တတိကိုတဏှာကြီးထားနိုင်ရင်2 နာရီဒိဋ္ဌံယူပြီးထားပါမရဘူးလားမရသေးရင်ကိုက2 နာရီမရသေးဘူးကိုသိတာပဲသူများကိုသွားပြီးတရားစစ်ဖို့မဟုတ်ပါဘူးအခြေခံမိမိဟာတတိဆွဲအောင်မြဲအောင်အားထုတ်ဖို့ကမိမိအလုပ်ပါပဲအဲ့ဒါအဋိဋ္ဌံယူပြီးတော့လုပ်ပါတယ်အဲ့ဒီကနေမှတဖြည်းဖြည်း24နာရီအထိအဋိဋ္ဌံယူသွားမှာဖြစ်ပါတယ်အဲ့တော့24နာရီဆိုရင်လုံလောက်ပြီလားမဟုတ်သေးဘူးเนาะခုနပြောသလို24နာရီပြီးလို့ရှိရင်နောက်တစ်ခါ9ရက်အထိဆက်ဆက်တဲ့တတိဖြစ်အောင်လေ့ကျင့်ရပါမယ်ဒါအခြေခံတတိလေ့ကျင့်ခန်းလေးပါနိဗ္ဗာန်ရဖို့နီးတယ်ဝေးတယ်ဆိုတာတရားစစ်ဆရာနဲ့သွားစစ်ဖို့မလိုပါဘူးတရားပြဆရာကိုအရှင်ဖေဟာတပည့်တော်နိဗ္ဗာန်နီးပြီလားဝေးသေးလားမေးဖို့မလိုပါဘူးနိဗ္ဗာန်ကိုရနိုင်တယ်မရနိုင်ဘူးဆိုတာမိမိကိုယ်တိုင်သိပါတယ်မိမိဆက်ဆက်တဲ့တတိတွေရှိလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်အားကိုရှိနေတယ်မကြခင်ကနိဗ္ဗာန်ရတော့မယ်တိကိုသိနေတယ်အဲ့ဒါကိုစစ်လို့ရပါတယ်ဒီတရားတွေကနော်ဒီကိစ္စတွေဟာအလုံးလုံးတဲ့လူတွေအတွက်သာဖြစ်ပါတယ်ယောဂီကမိမိတို့လိုအပ်ချက်သိပြီဆိုရင်ငါတော့ဘယ်နေရာမှာအားနေနေတယ်ငါအကျင့်ဘယ်နေရာမှာဖြင့်ချွေရင်းမှုရှိနေတယ်ငါဘာကိုပြင်ရမယ်ကိုသိတယ်နော်ငါတော့ခုံနေလို့မတော်ဘူးဆိုပြီးတော့ကိုယ့်အတိနဲ့ကိုယ်ဆုံးမမှာဖြစ်တယ်အဲ့လိုမကောင်းတာကိုမလုပ်ဘူးကောင်းတာကိုဝိရိယစားပြီးတော့တွန်းတိုက်နဲ့မိမိကိုဆုံးမပြီးတော့အားထုတ်နေတာကိုတရားကျင့်နေခေါ်တာပါပဲနော်အခုထပ်ပြောပါမယ်ကိုပဲဆုံးမမှာနော်အဲ့တော့မှအတ္တာဟိအတ္တနောနာထောဆိုတာဖြစ်လာလိမ့်မယ်မိမိအားထားစရာကိုယ်ွယ်စရာဖြစ်အောင်ကြိုးစားကြပါအဲ့လိုဆိုရင်သူများပြောမှလှုပ်တဲ့သူတွေသူများဖင်တော်မှရွေ့တဲ့သူတွေသူတို့ရဲ့အဆင့်တန်းကဘယ်နေရာရောက်သွားလဲစဉ်းစားတာကြည့်နော်နိဗ္ဗာန်ကြီးနီးပြီလားလမ်းစာတောင်တွေ့မှာမဟုတ်သေးဘူးနော်တတိကိုဘလောက်ထိကြိုးစားအားထုတ်ရမှာလဲဖေဟာဆိုရင်ဒီဘဝမသိမချင်းတာအားထုတ်ပါတရားမရလို့နိဗ္ဗာန်မရလေအမတန်အကျိုးကြီးပါတယ်ဘယ်စိရောက်မှလမ်းဆုံးမှလဲဖေဟာလို့မေးရင်ယဟန္တာဖြစ်လေအားထုတ်ကြတာပါပဲအဲ့တော့ဒီဘဝဘာဝနာအတိလေးရှိနေတော့မှရနိုင်တဲ့လောက်ကြိုးစားအားထုတ်ကြပါတော့လို့တိုက်တွန်းပါတယ်တတိဒီပိုဒီမရှိလိုဒီတာရှိတဲ့ဘုရားဟောထားတာနော်ရိတ်တာရောက်လာတဲ့ယောဂီတွေ24နာရီတတိဆက်ဖို့တရားပြဆရာကနီလန်နေပေးတယ်ဘယ်နေရာမှာတတိလွတ်တတ်တယ်နော်အဲ့နေရာလေးကိုသိချာဂရုစိုက်ပါအဲ့နေရာလေးမှာစိတ်ထွက်တတ်တယ်နော်စိတ်ထွက်ပေါက်တွေရှိတယ်နော်လှုပ်စင်တွေကိုတတိမပြတ်ဆက်ဆက်ဖို့ကြက်နေအောင်ပေးတယ်ယောဂီကအပိုလုပ်တယ်ပါဒီလောက်မလိုပါဘူးဆိုပြီးတော့အဲ့နေရာတွေကိုဖြုတ်တယ်အဲ့ဒါဖျားတယ်ပိုတက်နေကြတာဖျားကတတိမပြတ်ဆက်ဆက်အောင်ဝရိယထားပြီးလုပ်ပါဆိုတိုက်တွန်းတယ်သူကဟိုနေရာဖြုတ်ဒီနေရာဖြုတ်တတိမဆိုင်ရင်တဏှာချားခိုတယ်တဏှာတစ်ချိန်ချားခိုရင်ဘာဝနာစွမ်းအားပြည့်ပြီဖို့အချိန်ပြန်စောင့်ရပါမယ်ကြာသွားပါလိမ့်မယ်နော်ဒီနေ့အတိုင်းတာမှာထိုင်ကမ္မထမ်းမှာ18နာရီလောက်ရမယ်ဆိုရင်
ယောဂီတွေလုံနိုင်ကြမှာမဟုတ်ဘူးအဲ့တော့ခန္ဓာကိုယ်ကိုလည်းတက်တောင့်တက်တာဖြစ်အောင်ညှဉ်းပန်းနှိပ်စက်ရလည်းမရောက်အောင်ထိုင်ကမ္မထံဈဉ္ဉံကမ္မထံအထွေထွေအမူအရာကမ္မထံပိုင်းလျှောင်းကမ္မထံပိုင်းဆိုပြီးတော့အပိုင်း၄ပိုင်းခွဲပြီးတော့လှုပ်လှုပ်ကြမယ်အဲ့ဒီ၄ပိုင်းခွဲတဲ့အခါမှာ24နာရီလုံးလုံးတတိမပြတ်ဆက်ဆက်ဖို့တို့စ조사အားထုတ်ကြမယ်နော်ယောဂီတွေတည်ထားမှာအချိန်တိုင်းဟာတရားအားထုတ်ချိန်သာဖြစ်ပါတယ်ဘယ်တရားကိုအားထုတ်လဲဆိုတော့တတိတရားပဲအားထုတ်ခိုင်းတာပါတတိကိုပဲနှလုံးသွင်းထားမယ်တတိအမြဲတမ်းရှိနေဖို့ဆိုတာယောဂီဒီမိမိရဲ့မဟာတာဝန်လို့ဆုံးဖြတ်ချက်ချထားပါယောဂီတွေကိုထိုင်ကမ္မထတနာယီစဉ္ဉံလျှောက်ချိန်တနာယီစီခွဲပေးထားပါတယ်တနာယီထိုင်မယ်တနာယီလျှောက်မယ်အဲ့တော့ထိုင်ကမ္မထတနာယီပြီးပြီဆိုရင်ပြီးပြီလားဆိုတော့မပြီးသေးဘူးเนาะစဉ္ဉံလျှောက်ဖို့ချိန်တနာယီရှိတယ်အဲ့ထိုင်ကမ္မထနဲ့စဉ္ဉံကမ္မထကြားမှာဆက်ဆက်လျက်တတိဆွဲမြဲဖို့လိုပါတယ်ယခုထိုင်ကမ္မထကိုဘယ်အထိစောင့်ရှောက်ရမလဲဆိုရင်ထိုင်တရားတစ်ချိန်ပြီးဆုံးတဲ့အချက်မှာတောင်းဆိုပြီးတော့အချက်ပေးလိုက်တာနဲ့ဘယ်ကစဖြစ်ပေါ်လာလဲမိမိကိုမိမိသိချကြည့်နော်အဲ့ဒီမှာစိတ်ကလေးရဖြစ်တယ်ထကျင်စိတ်ကလေးကစပြီးဖြစ်ပေါ်လာပါတယ်ထိုင်ရာကဖြတ်ခနေထလိုက်ရင်အဲ့ဒီယောဂီမှားပါပြီမထပါနဲ့အောင်အဲ့ဒီနေရာမှာတိဖို့တွေအများကြီးရှိပါတယ်ထိုင်ရာကဖြတ်ခလဲထားလိုက်တာနဲ့အဲ့မှာတတိလွတ်သွားပြီအဲ့မှာတဏှာတစ်ချက်ဝင်သွားပြီဝင်တော့9ရက်ပြည့်ဖို့မပြောနဲ့တဏှာကြီးနဲ့နောက်တဏှာကြီးချားမှတော့မှတတိဆက်ဆက်မှုသူမှမရှိတော့ဘူးเนาะအဲ့တော့ယောဂီမှားသွားမယ်အဲ့ရယောဂီမမှားအောင်မထနဲ့ဦးတောင်းဆိုရင်သူကသူတောင်းခြင်းတောင်းမတောင်းခြင်းနေခဏလေးနေပါဦးအဲ့ဒီအချက်ကိုမတိလိုက်ဘူးဆိုရင်တတိလွတ်ပါပြီနော်ထိုင်ရန်ကထားချိန်နေမှာဖြစ်စီအခြားရုပ် position တွေပြောင်းတိုင်းစိတ်တွေအလုံးလုံးနေပါတယ်ဟိုဘက်ကိုစောနေတယ်အနာဂတ်ကိုလှမ်းကြံတယ်လောနေတဲ့စိတ်တွေအဲ့လိုစိတ်တွေဖြစ်နေတတ်တယ်အဲ့ဒီစိတ်တွေဟာလောဘဒေါသတွေရှိပါတယ်ယောဂီတွေလုပ်ရမယ့်အလုပ်ကရုပ်ဒီနာမ်တွေဒီဘယ်လိုဆက်သွယ်အလုပ်လုပ်နေတယ်ဆိုတာသိဖို့ပါပဲအဲ့ဒီသိနေတဲ့အချိန်မှာတတိဖြစ်နေတာပါပဲမသိလိုက်ဘူးဆိုရင်အဲ့ယောဂီမှာမောဟဖုံးနေတယ်ဒါတွေကိုမြင်အောင်ကြည့်ခိုင်းနေတာနော်စိတ်ကခိုင်းနေတယ်ရုပ်တွေကစိတ်အလိုချလိုက်ပြီးလုပ်တယ်မလုပ်ဘဲဆန့်ကျင်နေဆိုရင်သူတို့နှစ်ယောက်မတည့်တော့ဘူးအဲ့နေရာမှာကြည့်နော်ထကျင်နေတော်ပြီးမထိုင်ကျင်တော့ဘူးဆိုတဲ့စိတ်တွေဖြစ်နေတယ်နော်ထကျင်နေဆိုတာလောဘတော်ပြီးဆိုတာကတွန်းဖယ်နေတာဒေါသမထိုင်ကျင်တော့ဘူးဆက်လက်ပြီးထိုင်မနေကျင်တော့ဘူးဆိုတာကဒေါသဆွဲငင်တဲ့စိတ်တွေနဲ့တွန်းဖယ်တဲ့စိတ်တွေ attack and detect နှစ်ခုရှိနေတယ်အဲ့နေရာမှာယောဂီကလောဘဖြစ်ရင်ဖြစ်မှန်းသည်ဒေါသဖြစ်ရင်ဖြစ်မှန်းသည်အတိလိုက်ပြီပါဖြစ်တာကိုဖြစ်မှန်းမသိရင်မောဟဖုံးနေနော်အဲ့ဒါကိုမသိပဲရှေ့ဆက်သွားရင်မှားတော့မယ်ကိလေသာကြားခုပြီအဲ့တော့ဒီနေရာလေးမှာအသေးစိတ်သိရင်ကိလေသာကြားခုလို့မရဘူးသိအောင်လုပ်ရမယ်အရင်ဆုံးဒီနေ့စင်တူတူတဲ့ထမင်းစားတဲ့အချိန်မှလည်းကြည့်နော်ထမင်းစားလို့ဝါပြီဆိုတာဖြစ်တယ်နော်ဘယ်ကစဖြစ်တာလဲအစာအိမ်နဲ့ဥလန်းချောင်းတွေစီကနေပြီးတော့စမ်းစည်းရှင်းကတရင်ပို့လိုက်တယ်တော်ပြီဝပြီတရင်ပို့တယ်နော်အဲ့ဒါကိုနားမထောင်မဲနဲ့မိမိကလောဘနဲ့ဆက်စားရင်နေလို့ထိုင်လို့မကောင်းတော့ဘူးဤလဲဖြစ်နေမယ်အဲ့ဒါဒုက္ခဖြစ်ပြီနော်အခုထိုင်ရန်ကထားခြင်းတယ်ဆိုတာလေးကလောဘဖြစ်တာမထားပဲပင်နေလီမထိုင်ရင်တော့ဘူးဆိုတဲ့ဒေါသတွန်းလာလိမ့်မယ်ထားခြင်းတယ်ဆိုတာလွန်ဆွဲတယ်မထားခြင်းဘူးဆိုတဲ့ဒေါသတွန်းလာလိမ့်မယ်တွန်းနဲ့ဆွဲတဲ့သဘောတစ်ခုရှိနေတယ်အဲ့မှာနောက်မှာ post တွေရှိတယ် industry ရှိတယ်နော်အဆောက်အဦရှိတယ်
အဲ့ဒီမှာသူခိုင်းတာကိုလုံးမပေးဘူးဆိုရင်တယောက်တည်းနေအဲ့လောဘနဲ့ဒေါသရန်ဖြစ်ပြီးမတည့်တော့ဘူးနော်တယောက်တည်းတဲ့အောင်နေဆိုတာလွယ်တာမဟုတ်ဘူးမိမိစိတ်ထဲမှာရှိတဲ့လောဘနဲ့ဒေါသရန်ဖြစ်ရင်မတည့်တော့ဘူးအဲ့ဒါကိုယ်ပါနေရထိုင်ရခက်တယ်အဲ့ဒါကိုသိပေးပါအဲ့ဒါကိုမသိရင်မောဟဖြစ်တယ်အဲ့ဒါကိုသိလိုက်ရင်မောဟပြေးတယ်ထမယ်သူ့ကိုအတိမတ်ပြုပေးလိုက်ပါမထဘူးမဟုတ်ဘူးထမယ်ကိုယ့်ဘက်ကထပေးပဲဒါပေမဲ့သူတို့နှစ်ယောက်လောဘနဲ့ဒေါသနဲ့လွန်ဆွဲနေတဲ့ဟာလေးတွေကိုယောဂီကစောင့်ကြည့်ပေးပါကဲအဲ့ဒါလေးသိပြီဆိုရင်ချက်ချင်းထားလိုက်ပြီလားမဟုတ်သေးဘူးနော်သူ့မှာလှုပ်ဆောင်ချက်တွေရှိသေးတယ်လှုပ်ဆောင်ချက်တွေပါနေသေးတယ်နော်ယောဂီဟာဒီတိုင်းထားလို့မရဘူးဖျားရှိခိုးအောင်မယ်ဘယ်နှကြိမ်လဲ3ကြိမ်ရှိခိုးရမယ်နော်အဲ့လိုရှိခိုးတဲ့အချိန်မှာမျက်စိလေးမှိတ်ထားပါဘာတွေသိဖို့ကြံနေသေးလဲသိဖို့မကြံတော့ဘူးသိစရာတွေကုန်ပြီသိနိုင်တဲ့စွမ်းအားတွေကုန်ပြီသိနိုင်စရာတွေလည်းအကြောင်းမရှိတော့ဘူးသိပြီးသားတွေဖြစ်သွားပြီဆိုရင်ထားဖို့ပြင်ရတော့မယ်အဲ့ဒီမှာနှစ်ခုရွေးစရာရှိတယ်ဒီတိုင်းထမှလားဒူးထောက်ပြီးတော့ထမှလားယောဂီကငယ်ရွယ်သူဆိုရင်တော့ဒီတိုင်းထလို့ရတယ်ကြီးတဲ့လူတွေဆိုရင်မလွယ်ဘူးနော်အဲ့တော့ဒူးထောက်ထမှလားစောင်းထိုင်ပြီးမှထမှလားနှစ်ခုရွေးစရာရှိတယ်အဲ့လိုစိတ်တွေနှစ်ခုလွန်ဆွဲနေအဲ့ဒီမှာကိုယ်ယုကာယကြီးဖြစ်နေမယ်နော်အဲ့မှာလူကြီးစရာဖြစ်ပြီတတိလွတ်တာလူသိရင်ရှက်စရာကြီးနော်ယောဂီတယောက်မှာကိုယ်ယုကာယကြီးဖြစ်နေယောဂီတယောက်မှာရှက်စရာကြီးယောဂီလုပ်တဲ့အလုပ်တွေကသူကတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ကြည့်ရတဲ့လူကလည်းတည်တည်ငြိမ်ငြိမ်လေးဖြစ်နေရအဲ့ဒါမှယောဂီတယောက်ရဲ့အိန္ဒိယဆိုတာဖြစ်တာယောဂီကကိုယ်ယုကာယကြီးဘယ်လိုညာလိုဖြစ်နေရှက်စရာကောင်းတယ်နော်အဲ့ဒါဆိုဘယ်လိုထမှာလဲသူ့မှာအစီအစဉ်လေးရှိတယ်တကယ်လို့ဒါအမှတ်တမဲ့ထမယ်ဆိုရင်တော့ဒါလုံနေကြအလုပ်တွေဖြစ်တဲ့အတွက်အဆင်ပြေသွားမှာပါဒါလေးများရေးကြီးခွင်ကျဲလုံလို့ထတာဗျပြက်ကလေးထလိုက်ပြီးတာပဲမထင်လိုက်နဲ့နော်ယောဂီတယောက်ဟာတတိဖြစ်ဖို့လုပ်ပြီဆိုရင်အဲ့အလုပ်တွေကအကုန်ခက်ကုန်တာအခုယောဂီကတတိဖြစ်အောင်လုပ်နေတာတတိဖြစ်အောင်လုပ်ရင်အမှတ်တမဲ့ထလိုက်လို့မဖြစ်ဘူးအမှတ်တမဲ့ထားရင်တတိမဖြစ်ဘူးမောဟဖြစ်တယ်နော်အဲ့တော့တတိဖြစ်အောင်ထမယ်ဆိုလို့ရှိရင်ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်မဆွဲထားရင်အဲ့ယောဂီကကိုယ့်ယောဂါဖြစ်တော့တာပဲအဲ့လိုအချိန်တွေဖြစ်သွားပြီအဲ့လိုမျိုးတွေဖြစ်သွားပြီဆိုရင်ယောဂီတယောက်ကအချိန်ရှုံးပါတယ်ဘာကြောင့်အချိန်ရှုံးတယ်လဲတတိမဆက်ဆက်တဲ့အတွက်အစပြန်စရပါမယ်တတိကိုအားထုတ်တဲ့အခါမှာယောဂီကတနေ့တာလူရိုးလို့စဉ်တဘာဝဖြစ်နေတဲ့အချိန်ကြီးပေါ်မှာအားထုတ်ရမှာဖြစ်ပါတယ်ဝိပဿနာမှာသိဖို့အပြင်ဘာမှအရေးမကြီးဘူးနော်အဲ့တော့ဘယ်နေရာတွေကသိရမလဲလှုပ်သိလို့မရဘူးချုပ်သိလို့မရဘူးမိမိနေ့စဉ်လူရိုးလို့စဉ်အပေါ်လေးမှာလိုက်ပြီးတော့အတိမပြတ်ကလေးနေအဲ့ဒါဆိုရင်တတိဖြစ်နေတယ်အတိနဲ့တတိနဲ့တွဲရကြည့်နော်အတိဆိုတာကပညာတတိဆိုတာကရှေ့ရဥဆောင်တာပညာကိုဥဆောင်တဲ့တရားအတိမလိုက်တာနဲ့ကိလေသာဈာခုတယ်ဈာခုရင်နိဗ္ဗာန်ကဝေးနေသေးတယ်ဒီနေရာမှာဘာကြောင့်မှားနေလဲဆိုရင်တချို့ယောဂီတွေရှိတယ်နော်တရားဖြုတ်အချက်ပြီးလို့ဒေါင်နေဆိုတာနဲ့စိတ်ကဟေးဆိုပြီးပျော်သွားတယ်ကျွတ်ပြီးလွတ်ပြီးကွာအဲ့ဒီမှာလောဘဝင်နေနော်ကျွတ်တာလွတ်တာမဟုတ်ဘူးတဏှာကသူ့ကိုဖမ်းသွားတာကိလေသာဈာခိုသွားတာနော်အဲ့ဒါကိုရှုံးတာစောစောကကြိုးစားလှုပ်ထားတာဒီအကုန်လုံးပါသွားပြီတဏှာနောက်ကိုအခုယောဂီကထားတော့မယ်ဆိုရင်ယောဂီခန္ဓာကိုယ်နဲ့တင့်တော်မဲ့ပုံစံတစ်ခုကိုရွေးချယ်ပါအဲ့ဒီပုံစံတတ်မှတ်ပြီးရင်လည်းထားတိုင်းဒီပုံစံတစ်ခုတည်းနဲ့ပဲထားပါ
ဒီနေရာမှာတစ်မျိုးဟိုနေရာမှာတစ်မျိုးအာယုန်တွေထွေပြားသွားရင်ယောဂီဟာအမှတ်မှားတတ်ပါတယ်ယခုထားပုံလေးကိုယောဂီပုံစံရွေးမယ်နော်ပထမထူထောက်မယ်ဒုထောက်ပြီးတဲ့နောက်မှာဆောင်းဆောင်းထိုင်မယ်ပြီးရင်မတ်မတ်ရက်မယ်အဲ့ဒါထားတိုင်းအဲ့လိုပဲထားမိအောင်ကြိုးစားပါအတက်ကြီးတဲ့ပုဂ္ဂိုလ်များဖြစ်လို့မိမိကလက်ထောက်ပြီးတော့မှထားရမယ်တခုခုကင်ပြီးမှထားရမယ်ဆိုရင်လည်းပဲအဲ့တိုင်းပဲတသမတ်ထဲလုပ်ပါအဲ့ဒါဒီမိမိရဲ့ထိုင်ရာမှထားတဲ့ချိန်မှာတတိမပြတ်ဆက်ဆက်ဖို့လုပ်တဲ့ကမ္မထမ်းလိုပဲတတ်မှတ်ပါထိုင်ရာကမမတ်ရတဲ့အထိနေရာတိုင်းမှာရုပ်ခန္ဓာ position ပြောင်းလဲမှုမတူညီတာတွေအများကြီးရှိတယ်နော်အဲ့ဒီမှာမိမိဘယ်လောက်သိနိုင်လဲသိနိုင်သလောက်အားလုံးသိပေးပါလို့တိုက်တွန်းပါတယ်တချို့ sensitive ဖြစ်တဲ့ယောဂီတွေအများကြီးပြန်ပြောနိုင်တယ်နော်သူတို့လှုပ်ဆောင်ချက်ကလေးတွေကိုပြန်ပြောရင်တစ်ခုပြီးတစ်ခုအများကြီးပြန်ပြောနိုင်တယ်ဒီပုဂ္ဂိုလ်ဟာတတိမပြတ်ဆက်ဆက်အောင်တကယ်အားထုတ်နေတဲ့ပုဂ္ဂိုလ်လို့ဦးဇင်းတို့ကယူဆတယ်တောင်းပြန်ပြောနိုင်မှုဆိုတာမလွယ်ပါဘူးမလှုပ်ထားရင်မပြောနိုင်ပါဘူးနော်ဒီနေရာမှာယောဂီတွေကိုပြောချင်ပါတယ်ယောဂီရဲ့စိတ်ကိုအကဲခတ်ကြည့်ပါမိမိဒီအရာရာတိုင်းမှာပေါ့လေးသဘောထားတယ်အဲ့ဒီစိတ်တွေရှိနေတယ်ဆိုရင်တရားအာမထုတ်ပါနဲ့အာထုတ်လို့မရပါဘူးယခုကဝိပဿနာလမ်းစဉ်တွေကိုပြောနေပြီဝိပဿနာဆိုတာဘာလဲဝိဆိုတာအထူးပဿနာဆိုတာရှုမြင်တတ်ခြင်းလို့အဓိပ္ပာယ်ရတယ်အရာရာကိုပေါ့ဆဆမမြင်ပဲလေးနဲ့ထားပြီးရှုမှတ်ရမှာယခုခေတ်ဒေါက်တာရိတ်လုပ်တဲ့လူတွေနဲ့တူတယ်များသောအားဖြင့်အနောက်နိုင်ငံသားတွေမှာအရာဝတ္ထုအကြောင်းအရာတစ်ခုကိုလွယ်နဲ့လက်မခံတတ်ဘူးဝိုင်းမိကိုနေများတယ်တခါတခါစိတ်မရှိခြင်းစရာဖြစ်တယ်မြန်မာတွေကြတော့နားလည်းမလဲဘူးပြန်လည်းမပြောဘူးကာရဏတိအောင်လည်းမကြိုးစားဘူးအဲ့ဒါတွေအနောက်နိုင်ငံသားတွေနဲ့ကွာခြားတယ်အဲ့ဒါတွေကြောင့်ပဲမြန်မာတွေဟာအရာဝတ္ထုအကြောင်းအရာတစ်ခုကိုပါရဂူမြောက်သိအောင်သူတေသနာပြုလို့စိတ်မရှိကြတဲ့အတွက်မြန်မာနိုင်ငံသားတွေဆင်းရဲဝဲတည်ကြတာဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အရာရာကိုစူးစမ်းဆင်ခြင်တဲ့ဉာဏ်မရှိဘူးဆိုရင်အတစ်တီထွင်တဲ့ပညာလည်းမရှိတော့ဘူး။သူများနောက်ကိုလိုက်တော့တာသူများထွင်မိသားကိုလိုက်တုံးရတယ်သူများကိုပတ်စံပေးနေရပြီ။အဲ့တော့သူတို့ရှာသလောက်မလောက်ဘူးပေါ့ဆင်းရဲမွဲတည်ပြီပေါ့။အဲ့လိုဘက်ဒီမှာမြန်မာတွေဟာပညာဉာဏ်အားနေကြတယ်အရာရာမှာသူများနောက်ကိုခိုးပြီးလိုက်နေတယ်အတစ်စမ်းတစ်တီထွင်မှုမရှိဘူးအမြဲတမ်းသူများနောက်လိုက်ပဲဖြစ်တယ်ဒါကြောင့်မလို့ပမာတွေဆင်းရဲကြတယ်အခုဝိပဿနာဆိုတာကိုယ်တိုင်ပညာရှင်ဖြစ်အောင်လေ့လာနေတာပါဟာဒီဝိပဿနာပညာအားထုတ်နည်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2600လောက်ကဟာဒီကမ္ဘာပေါ်မှာမြစ်စီမဒေတာမှာမြတ်စွာဘုရားဆိုတဲ့ပညာရှင်ကြီးတယောက်ဟာတင်ပေးသွားတာအဲ့လိုလောက်မိအောင်ဘယ်သူမှမလိုက်နိုင်သေးဘူးခုချိန်ထိလောကရပညာတွေကိုဘလောက်ပဲတိုးတက်မြတ်စွာဘုရားရဲ့ပညာအောက်မှာပဲရှိပါတယ်ပညာအောက်မှာပဲရှိနေပါတယ်အဲ့တော့မိမိတို့ရှုတဲ့ဝိပဿနာသည်တာမန်ပညာအဆင့်တန်းမဟုတ်ဘူးအနောက်နိုင်ငံလူတွေစူးစမ်းလေ့လာတဲ့လောက်ထက်ပို့ပြီးတော့လေ့လာမှမက်ဖို့နိဗ္ဗာန်ဆိုတာရမယ်လို့ယောဂီသဘောပေါက်ထားဖို့လိုပါတယ်ဝိပဿနာဆိုတာစူးစမ်းလေ့လာခြင်းပညာရဲ့တစ်ခုပါဘာကိုပဲဖြစ်ဖြစ်သိချအောင် research လုပ်နေတာပါဘာကြောင့်အဲ့လိုလုပ်ရလဲအမှန်သိခြင်းလို့သစ္စာစိုက်ခြင်းလို့ယောဂီက research လုပ်တာကိုဝါဒနာမပါဘူးဆိုရင်ဝိပဿနာအာမထုတ်ပါနဲ့စိတ်ရှည်မှာမဟုတ်ပါဘူးဝိပဿနာအလုပ်စကားတွေပြောတဲ့အခါမှာ
တစ်ခုနဲ့တစ်ခုအသေးစိတ်သဘာဝတွေကိုပြောသွားရတဲ့သဘောတွေရှိပါတယ်အဲ့ဒါကိုယောဂီကနားလည်နိုင်မှာမဟုတ်ဘူးဘာတွေပြောနေမှမသိဘူးပြင်းသွားမှာပဲကိုမဝါဒနာမပါတာအခုပြောနေတဲ့ကျင့်စဉ်တွေဒီတခြားတော့မဟုတ်ပါဘူးမြတ်စွာဘုရားကိုတော်တိုင်ဟောခဲ့တဲ့တတိပဌာနာကျင့်စဉ်တွေကပြောမှာဖြစ်ပါတယ်ဒီနေရာမှာယောဂီတွေနားလည်အောင်အစဉ်တိုင်းမဟုတ်ပေမဲ့အခုပြောမဲ့နိလန်းတွေအားလုံးဒီမြတ်စွာဘုရားရဲ့နိလန်းတွေဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကိစ္ဆန္တောဝါကိစ္ဆာမိတိပဇာနာတိတဲ့တွားနေသွားတယ်လို့မှတ်ပြီးပါထိတောဝါထိတောမိတိပဇာနာတိမိမိကရက်တယ်ဆိုရင်လည်းရက်တယ်လို့အတိမှတ်ပြုပေးပါအဘိက္ခံနေပဋိက္ခံနေတမ္ပဇာနာကာရီဟောတိရှေ့ကိုတိုးလျင်လေရှေ့ကိုတွားတယ်ဆိုရင်လည်းတွားတယ်လို့မှတ်ပြီးပါနောက်ကိုဆုတ်တယ်ဆိုရင်လည်းဆုတ်တယ်လို့ပညာနဲ့ရှင်းပြီးမှတ်ပေးပါအလောကိတေဝိလောကိတေတမ္ပဇာနာကာရီဟောတိရှေ့တဲ့ကြည့်ရင်လည်းရှေ့ကိုကြည့်တယ်လို့မှတ်ပေးပါတဲ့ကိုကစောင်းမင်းကြည့်တယ်ဆိုရင်လည်းကြည့်တယ်ဆိုပြီးစောင်းနေတဲ့သဘာဝကိုပညာနဲ့ရှင်းပြီးမှတ်ပေးပါတမိန်စီတေပတာရိတေတမ္ပဇာနာကာရီဟောတိလက်တွေကိုကွေးရမှဆန့်နေဆန့်ရမှကွေးတယ်အဲ့လိုအချိန်ဒီမှာလေပညာနဲ့ရှင်းပြီးတော့အတိလေးတွေလိုက်ပေးပါအဲ့ဒါတွေဟာဘုရားဟောခဲ့တဲ့တတိပဋ္ဌာန်လမ်းစဉ်တွေပါပဲကမ္မထံအားထုတ်နည်းတွေပါပဲအားထုတ်ရတာလွယ်ကူကူလေးပါရိုးရိုးရှင်းလေးပါအဲ့ဒါကိုယောဂီတိုင်းအားထုတ်နိုင်ပါတယ်ဩဒါလေးများလို့မထင်ပါနဲ့လုပ်ကြည့်ပါခဏတစ်ဖြုတ်လေးလုပ်မယ်ဆိုရင်ယောဂီဟာလွယ်တယ်လို့ထင်ရပါလိမ့်မယ်တတိမပြတ်ဆက်ဆက်အောင်တောက်လျှောက်တိပေးပါဆိုရင်15မိနစ်လုပ်ဖို့တောင်တော်တော်မလွယ်ပါဘူးအခုယောဂီ24နာရီလုပ်ရမှာနော်ပထမ15မိနစ်တောင်လွယ်ကူစွာလုပ်နိုင်မှာမဟုတ်သေးဘူးတတိကိုအားထုတ်ဖို့ဟာခက်ပါတယ်တတိမပြတ်ဆက်ဆက်ဖို့ဟာပိုခက်ပါတယ်ရေရှည်တတိရှိဖို့ပို၍ခက်ပါတယ်အဲ့တော့အခက်တွေလောက်ရမယ့်နေရာမှာပေးတဲ့ကမ္မထမ်းလေးခက်နေအခက်တွေကြီးပဲဖြစ်သွားမှာအဲ့တော့မြတ်စွာဘုရားကလွယ်ကမ္မထမ်းလေးလူတိုင်းလုံနိုင်တဲ့ကမ္မထမ်းလေးပေးထားတာပါလွယ်ကူအားထုတ်နိုင်ပါတယ်မြတ်စွာဘုရားကရိုးလေးပေးထားတယ်ယောဂီဟာအရင်ဆုံးဒီလိုရိုးလေးပဲကျင့်ပါရိုးမကပဲဖိလင်ကရင်ချော်လဲတတ်တယ်တဲ့ယခုယောဂီမတ်ရက်နေပြီနော်အဲ့ဒီမတ်ရက်နေစင်မှာဘာတွေသိနိုင်တယ်ခြေထောက်နဲ့ကြမ်းမြင့်နဲ့ထိတဲ့နေရာကိုစိတ်ပို့လိုက်ပါဘာတွေသိနိုင်လဲကြမ်းမြင့်နဲ့ထိတဲ့နေရာမှာမာတာပျော့တာကြမ်းတာချောတာတွေကိုသိနိုင်တယ်နော်မာကြမ်းလေးပျော့ချောပေါ့ဆိုတာပထဝီဆိုတဲ့မြေဓာတ်သဘောပါတကယ်လို့ဒါအဲ့ဒါမြင်နေဆိုရင်မိမိကပထဝီသဘောကိုမြင်တယ်ဟောရုပ်ပိုင်းဆိုင်ရာကိုမြင်ပြီနော်အဲ့တခုသိလိုက်ပြီအဲ့ဒီဈဉ္ဉံကမ္မထံကိုရှုတဲ့အခါမှာရှိသူတော်ကောင်းတွေဟာမဖျားပဲမနာပဲဖဏမစည်းကြပါဘူးဒီလိုခြီပလာနဲ့ပဲရှောက်ပြီးတော့ရှုကြပါတယ်အဲ့လိုရှုမှမဟာဘုတ်၄ပါးကိုအကုန်အစင်မြင်နိုင်ပါတယ်ယခုယောဂီတွေကဖဏကြီးတွေစီးပြီးတော့ဈဉ္ဉံလျှောက်တယ်သူတို့ကိုမေးရင်ဘာမှကာကနာနာမဖြစ်နိုင်ဘူးကောင်းမဖြစ်နိုင်ကြဘူးနော်ဖြေသားပေါ်မှာလျှောက်တာနဲ့မြေကြီးပေါ်မှာလျှောက်တာဘာကွာတယ်အဲ့ဒီမှာစံစည်းရှင်းနေကွာတယ်နော်ပါကေးပေါ်လျှောက်တာနဲ့ကော်စောပေါ်လျှောက်တာဘာကွာလဲအဲ့ဒီမှာစိတ်ခံစားမှု feeling တွေစံစည်းရှင်းနေအများကြီးကွာတယ်နော်နူညံ့တာပျော်ပြောင်းတာပူတာအေးတာမာတာတင်းတာ
တွန်းသွားတာဆွဲလိုက်တာအဲ့ဒီသဘောတွေဟာအခုမတ်တရနေစီမှာအားလုံးသိနိုင်တယ်ယောဂီကတကယ်လို့သာဖဏတ်ကြီးစီးထားမယ်ဆိုရင်အဲ့ဒါတွေမသိနိုင်ပါဘူးဥပမာပူတာအေးတာမာတာပြော့တာဖဏတ်ရဲ့သဘာဝပဲသိမယ်အောက်ကကျမ်းပြင်ရဲ့သဘာဝတွေ तू မသိနိုင်ဘူးအဲ့ဒါဆိုရင်မဟာဘုတ်လေးပါးကို तू စုံအောင်မသိနိုင်ဘူးပေါ့နောက်တစ်မျိုးသိနိုင်တာတစ်ခုရှိတယ်ကျမ်းပြင်မှာရက်နေစဉ်ခဏလေးသာပြည့်ရကြည့်ခြေထောက်အောက်ကနေပြီးတော့တိုးပြီးတော့လှုပ်ရှားနေတဲ့သဘောရှိတယ်သွေးလေတွေခုန်နေတဲ့သဘောဒိတ်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 နဲ့ခုန်နေတဲ့သဘောတွေရှိတယ်အဲ့ဒါခုန်တာတွေရောတုံလှုပ်တာတွေရောခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေပါတယ်အဲ့ဒါလေးသိအောင်လုပ်ပေးရမယ်ဒါတဘာဝအခြေအနေတွေပါတဘာဝကဖြစ်နေတာပါကိုလုပ်ယူတာမဟုတ်ဘူးအဲ့ဒီခန္ဓာကိုယ်ထဲမှာတတိမပြတ်ဆက်ဆက်နေတယ်ဆိုရင်ဘာကိုပဲရှုရှုကောင်းပါလေမရှုကောင်းဘူးဆိုတာဘာမှမရှိဘူးအဲ့ဒီခန္ဓာကိုယ်ကအတွေးထွက်တယ်ဆိုရင်မှားတယ်ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ဟာတွေအားလုံးဒီပညာတိဖြစ်စေပရမတ္တိဖြစ်စေမိမိဟာရှုတာရှုပေးပါအားလုံးရှုကောင်းပါတယ်လို့ပြောချင်ပါတယ်ခန္ဓာကိုယ်ရဲ့သဘာဝအမှန်ဆိုရင်ပညာတိဖြစ်စေပရမတ္တိဖြစ်စေသဘာဝအမှန်ဆိုရင်အကုန်သိကောင်းပါတယ်သိအောင်လုပ်ပါအတိများလေလေဉာဏ်ဖြစ်လေလေပါဉာဏ်ဖြစ်လေလေတရားတက်လေပါပဲနော်ဝိပဿနာတရားအထုတ်တယ်ဆိုတာတဘာဝအမှန်တွေအပေါ်မှာဖြစ်တာကိုဖြစ်တဲ့အတိုင်းนี้များများသိအောင်လုပ်နေတာပါအတိတ်ကိုပြန်မရှုဘူးအနာဂတ်ကိုမကြံဘူးအတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ပြစ္ဆုတ်ပံတက်တဲ့မှာဖြစ်တာကိုဖြစ်မှန်းသိနေရဲဆိုရင်ဝိပဿနာရှုတာပါပဲဘာကိုပဲသိသိခန္ဓာကိုယ်ကိုသိနေပြီးတာပါပဲအတိတွေစုနေတာနော်အဲ့တော့ဘာတွေအကျိုးရှိလဲဆိုရင်အမှန်တွေသိပါများတော့အမှားသိနေတဲ့ဒိဋ္ဌိတွေစင်သွားတာပေါ့တမာဒိဋ္ဌိဝင်လာရင်မိစ္ဆာဒိဋ္ဌိနေလို့မရတော့ဘူးမနေနိုင်တော့ဘူးသူ့အလိုလိုတွန်းဖယ်ပြီးသားဖြစ်သွားပြီဒိဋ္ဌိစင်ရင်နိဗ္ဗာန်ဝင်ပါတယ်နော်ယောဂီကအခုမမှတ်ရနေစဉ်မှာခဏမျက်လုံးလေးမှိတ်ထားပါစံပြားမှခြေပြားတိုင်စိတ်ကိုပိုးပြီးတော့တောက်လျှောက်ကြည့်ပေးပါခန္ဓာကိုယ်ထဲမှာမိမိမကြည့်တဲ့နေရာတစ်ခုမှမရှိစေရဘူးတကယ်လို့များမိမိမကြည့်ပေးတဲ့နေရာတစ်ခုရှိရင်အဲ့နေရာမှာကိလေသာကြားခိုတော့တယ်ကိလေသာဆိုတာဟိုကြောင်ကတ်ဒီကြောင်ကတ်အဲ့တော့ तू ကတ်နိုင်တဲ့ကြောင်တွေကအစအကုန်လုံးသိအောင်လုပ်လိုက်ရင် तू ကတ်စရာနေရာမရှိဘူးဒါကြောင့်မလို့အကုန်လုံးသိပေးရပါမယ်အခုယောဂီကြည့်တဲ့အခါမှာရက်နေတဲ့တဏ္ဍာယောဂီမြင်နေရပါပဲအဲ့ရက်နေတဲ့တဏ္ဍာဆိုတာလည်းမျက်လုံးဖွင့်ကြည့်လို့မဟုတ်ဘူးနော်စိတ်ကသိတာနော်မျက်နာအနေထားခေါင်းတယ်လားစောင်းနေလားမျက်နာကဘာဖြစ်နေလဲမျက်နာရှစ်ခေါက်ကြိုးကြီးဖြစ်နေတာလားကြည်ညိုစရာမကောင်းအောင်တုံတုံမုံမုံဖြစ်နေတာလားယောဂီပုံကဘာပုံပေါက်နေလဲစက်ဖြဲဖြဲဖြစ်နေတာလားအဲ့ဒါလေးမသိနိုင်ဘူးလားသိနိုင်တယ်နော်အဲ့ဒီကနေရင်ပတ်ခါတင်မာပေါင်တကောက်ကွေးခြေသလုံးခြေဘွားအားလုံးကိုရှုပေးပါအဲ့ဒီမှာယောဂီစဉ်းစားနော်ယောဂီကထမိန်စွန်အောင်ဆွဲဖြစ်နေတာလားပစိုးဘူတိပတ်တိဖြစ်နေတာလားဒါဆိုရင်ကြီးညိုစရာမဖြစ်ဘူးနော်အဲ့လိုမဖြစ်တဲ့အတွက်အဲ့ဒါတွေကိုကိုကပြင်ကျင်ရတယ်ပြင်လိုက်ပါယောဂီတယောက်ဟာဝိစားနေထိုင်မှုတတရရမရှိဘူးဆိုရင်တတိကင်းမဲ့နေတယ်လို့သတ်မှတ်လို့ရတယ်ဒါတွေကိုပြင်လိုက်ပါပြင်လိုက်တဲ့အခါမှာယောဂီကပုံမှန်တတရရနေထားလေးဖြစ်ပြီးကြီးညိုစရာအစင်းလေးဖြစ်သွားတယ်ပထမပိုင်းဒီမှာဆံပြားမှခြေပြားတိကြည့်ပေးနေတဲ့အခါမှာမျက်နာတွေရင်ပတ်တွေဒူးတွေတင်မားတွေပေါင်တွေခါးတွေဆိုတဲ့တဏ္ဍရိပ်တွေမြင်နေရမှာဖြစ်ပါတယ်များများသာကြည့်ပေးပါပြညတ်ပါပဲ
ပညာပေမဲ့များသာကြည့်ပြပါကြာကြည့်လာတော့ရိုးလာတယ်အဲ့ဒီရဲ့နောက်ွယ်လေးမှာပုံရိပ်တံတွေပျောက်သွားပြီးတော့သဘောလေးတွေမြင်လာနိုင်တဲ့နေရာที่ရှိတယ်များသာကြည့်ပေးပထမအစမှမကြည့်ရင်နောက်ဟာတွေမမြင်တော့ဘူးနော်ယောဂီကဒါတွေသိနေလို့ဘာကြိုးထူးမှလဲလို့မထင်လိုက်ပါနဲ့သိနာတွေကိုသိအောင်မလုပ်ပေးဘူးဆိုရင်နောက်ပိုင်းသိစရာတွေမသိနိုင်တော့ဘူးကဲပထမပိုင်းကိုဒီနေရာလေးမှာခဏနားကြရအောင်